မြန်မာပြည်သားချင်းချင်းအုပ်စုလိုက်နဲ့ပွဲစားကိုပွဲသိမ်းလိုက်တဲ့ပြဿနာဇာရဇာရန်ကိစ္စဒီချိန်မှာဇင်နာလူတိုင်းမှာမပြီးတဲ့လည်းရှိတယ်ပြီးတဲ့လည်းရှိတယ်ရှုပ်နေတယ်ပွဲစားတော်မှလည်းခေါင်းရှုပ်တာကျွန်တော်တို့တက်မဟုတ်တချို့ကမသိဘူးမသိတဲ့ခါကျโอเคသူများတို့ရနေပြီငါဟာမရတယ်ဘူးလားပါညာဇင်တော့အခုအဲ့လိုမျိုးဖြစ်တယ်တက်တိုင်းလဲကုံတော့မယ်ပွဲစားလည်းဟိုလှဲ့တီလှဲ့နဲ့စကားများပြီးတော့လက်နဲ့ထိုးချလိုက်တဲ့နဲ့ပွဲသိမ်းသွားတာအခု၄ယောက်ပြောက်နေတယ်အခုပြေးနေတယ်ဒါမှပြောချင်တာကဘာလဲကျွန်တော်တို့သတင်းတွေကိုလေးလာပါကြည်ပါတချို့ကဇင်တော့ဇာရော့ဇာရန်ကိစ္စတက်တွေကိုအမြဲတမ်းကိုကြော်ညာပေးတဲ့လူတွေလည်းရှိတယ်ဥပမာဇင်တော့ဆရာဆိုရချိုင်မင်းတို့လိုမျိုးအမြဲတမ်းသူတို့က update လုပ်ပေးတယ်ဇာရော့ဇာရန်တို့ဘယ်လိုလဲအခုချိန်တွေကဘယ်လိုလဲအမြဲတမ်းအဲ့လိုမျိုးသတင်းတွေကျွန်တော်တို့ like ပြီးတော့နားထောင်ရတယ်လိုက်ပြီးတော့ကြည့်ရတယ်အကုန်လုံးနားထောင်မနိုင်ပဲမှနည်းနည်းပါးတော့ကြည့်ထားတင်တယ်ကိုကသူများနိုင်ငံမှာရောက်နေတဲ့ဆက်ကျွန်တော်ရဲ့ဇာရော့ဇာတန်ဘယ်နေသားမှာရှိနေပြီလဲဘယ်လိုမျိုးလောက်ရမလဲနောက်ဘယ်လောက်စင်တော့သွားပြီးတော့တက်တန်တိုးရမလဲကျွန်တော်တို့အဖွဲ့ကဘယ်လိုမျိုးလဲစစ်ဆေးရမယ်ကြည့်ရမယ်ချိုးပွဲစားတွေကမပြောဘူးရှိတယ်တော်တော်များများသူတို့မအားတာလားတော့မသိဘူးဟာနေဟာဒီလောက်ရမယ်တချို့ကတော့အတိကျပြောတယ်တချို့ကတော့မပြောအားဘူးဒီလိုမျိုးပေါ့ကောင်းတဲ့လူတွေရှိတယ်လို့မကောင်းတဲ့လူတွေရှိတယ်ကောင်းတဲ့ပွဲစားလည်းရှိတယ်လို့မကောင်းတဲ့ပွဲစားလည်းရှိတယ်ရှုပ်ကုန်လို့ကောင်းတဲ့ပွဲစားကလည်းဂျားမှာပြန်တော့ထင်သေးခံရသူများပြောခံမြန်မာပြည်သားပြန်ပြီထိုင်းနိုင်ငံမှာလည်းသူများတွေကထင်သေးပြန်ပြီမြန်မာပြည်သားတွေသူချင်းချင်းနဲ့ဘာညာသာသုံးမှုနဲ့တေချာလေ့လာပြီးတော့โอเคကိုကဒီလိုမျိုးထောက်ထားတိကျသိတယ်စင်တော့ပြောလို့ရတယ်ဘာမှမဖြစ်အခုကစင်တော့လက်ပါခြေပါပြီးတော့စင်တော့အခုကအကုန်လုံးဆုံးရှုံးသွားတယ်ဘိုးဘက်ကလည်းဆုံးရှုံးတယ်ကိုယ့်ဘက်ကလည်းဆုံးရှုံးတယ်ဘယ်သူမှလည်းမကောင်းဘူးကြားမှာစင်တော့ဘာမှမသိတဲ့လူတောင်မှကဘာပတ်ပြန်ရောမြန်မာတွေကမကောင်းဘူးထိုင်းနိုင်ငံမှာဘာညာဖြစ်နေတယ်စင်တော့အဲ့လိုမျိုးသတင်းတွေအစကလည်းကျွန်တော်တို့မြန်မာပြည်သားကိုမကြိုက်ဘူးနှခမ်းမွေးစင်တော့ပိုဆိုးအခုလိုမျိုးပြဿနာတွေရစင်တော့သူတို့တော့အရန်ပြိုတယ်ကောင်းတဲ့လူတွေရှိတယ်လို့မကောင်းတဲ့လူတွေရှိတယ်မကောင်းတဲ့လူမှလည်းကိုယ့်တယောက်ကြောင့်နဲ့သူများတွေအကုန်လုံးဒုက္ခမရောက်ပါစေနဲ့လို့ကျွန်တော်ပြောချင်ပါတယ်